လေးကြည့်လိုက်မယ်နော်အသက်က45နှစ်တခါတလေသူကရင်တုံတယ်အသက်အနှစ်20ရှိပြီအဲ့ဒီရင်တုံနေတာနောက်ဆုံးမှသူ့ကို during attack မှာကျွန်တော်တို့ ECG ကို record လုပ်နိုင်ခဲ့တယ်ဟုတ်ဒါဘာကြောင့်ဖြစ်မလဲတဲ့ဆရာတို့ဒါလေးကိုကျွန်တော်ပုံလေးပြထားတယ် P wave ကဘယ်လိုနေရောဒီမှာဆိုရင်ဒါတွေက P wave ကပျောက်တယ်လို့ပြောလို့ရတယ်เนาะဆရာတို့ဟုတ်ကဲ့အဲ့တော့ narrow complex ဆိုတော့ကျွန်တော်တို့ကတခြား junctional tachycardia ပဲကြည့်ရမှာပေါ့နော်အဲ့တော့ atrial fibrillation လည်းမဟုတ်ဘူးဒီကောင်က regular ဖြစ်နေတော့ atrial flutter လည်းမဟုတ်ဘူးအဲ့တော့စဉ်းစားစရာ AV NRD AVRD ဒါပဲရှိတော့မယ် narrow complex ထဲမှာလေအဲ့တော့ AVRT ဟုတ်လား reentrant tachycardia တော့မဟုတ်တာသိကြတယ်ဘာလို့လဲဆိုတော့ P wave မရှိတဲ့တော့ကျွန်တော်တို့ PR interval တွက်လို့မရဘူးဒီမှာလည်းကြည့်လို့ရတယ်နော် P wave မရှိတော့ကျွန်တော်တို့ PR interval တွက်လို့မရဘူးအဲ့တော့ short PR interval တို့ wide angle RS တို့ဘာမှပြောလို့မရဘူးနော် delta wave လည်းမရှိဘူးအဲ့တော့တစ်ခုပဲကျန်တော့တယ် AVNRT yes AVNRT ကျွန်တော်ဒီဟာပဲရှိတော့တယ်နော်ဒီဟာဒီကျွန်တော်တို့ AVNRT အဲ့တော့ကျွန်တော်ဒီနေရာမှာတစ်ခုတော့ပြောချင်တာအဲ့တော့ AVNRT လို့ဆရာတို့သိကြရင် AVNRT လို့ diagnosis ရေးရဲထည့်လို့ရတယ်အဲ့ဒါကိုခုနပြောသလိုမသေးမချာနဲ့ SVT လို့မထည့်နဲ့ SVT ဆိုတာဘယ်လောက်တောင်ပြောလဲဆိုရင်ဒါအောက်ဖို့ထဲမှာမလို့တာ SVT မိညာချင်း AVNRT ရှိပါတယ် AVRT ရှိပါတယ်ဆိုပြီးတော့သူကပြောတာ AVNRT မှာကျွန်တော်တို့က atrial fibrillation နဲ့ကုတဲ့ပုံမတူတော့ဘူး brake control rhythm control anticoagulation ဘာမှမဆိုင်တော့ဘူး AVNRT ဆိုရင်ကျွန်တော်တို့ပိတ်မဲ့နေရသည်ဆရာဘယ်ပိတ်မလဲဆရာ AVNRT ဆိုရင် AV နှုတ်ကိုပိတ်မယ် yes AVNRT ရဲ့ therapeutic target ကကျွန်တော်တို့ AV နှုတ်ပိတ်လိုက်ရင်ပွဲသိမ့်သွားပြီ SVT လို့သုံးတာကိုသူတို့လုံးဝမကြိုက်ဘူးဘာလို့လဲဆိုတော့ SVT ဒီအများကြီးဖြစ်နိုင်တယ်အဲ့တော့ AVNRT ဆိုရင် AVNRT လို့ပဲသုံးဖြစ်တာကတော့ AVNRT ဆိုကျွန်တော်တို့သိပြီးသား re-entry circuit ကြောင့်ဖြစ်တယ်ဆိုတာကျွန်တော်တို့သိပြီးသား re-entry circuit တွေဘာကြောင့်ဖြစ်တယ်ဆိုတာလည်းကျွန်တော်တို့ discuss လုပ်ပြီးသားပေါ့နော်အဲ့တော့ okay ဒီမှာ P wave လည်းမတွေ့ရဘူးဒါဆိုရင်ကျွန်တော်တို့က AVNRT ထဲမှာဖြစ်နိုင်တာက junctional tachy ပေါ့နော် junctional tachy ထဲမှာဖြစ်နိုင်တာကတော့၃မျိုးဖြစ်နိုင်တာပေါ့အဲ့တော့အရှိမသွားတာဖြစ်နိုင်တယ်နောက်တစ်ခုကတူတူပြန့်တာဖြစ်နိုင်တယ်ဒါဆိုရင်တော့ atrial နဲ့ ventricle နဲ့တူတူပြန့်တာပေါ့လေเนาะဆရာတို့ okay